အရင်တစ်ပတ်တုန်းကတော့ဒီ Google Notebook LM ကိုဘယ်လိုမျိုးသုံးလို့ရတယ်ဆိုတာအနေနဲ့ပတ်သက်ပြီးတော့ပြပြသွားပေးရပဲဖြစ်ပါတယ်။အခုတစ်ပတ်မှာတော့ဒီ part 2အနေနဲ့ Google Notebook LM ရဲ့ features တွေဖြစ်တဲ့ video overview, audio overview, mind map နဲ့တခြားသော research feature လေးတွေအကြောင်းကိုပြပြပေးသွားမှာပဲဖြစ်ပါတယ်။ဒါကြောင့်မို့လို့အတူတူလိုက်ကြည့်လိုက်ရအောင်နော်။ learning language model အနေနဲ့နှိစက်ဆုံးပြန်ပြီးတော့ဖြည့်ပေးမှာပေါ့နော်ဒီမှာဆိုရင်အဲ့ဆိုရင်တော့ထွက်လာပြီဒီမှာHagia Sophia ဆိုတာဒီ monumental building ဖြစ်တဲ့ Constantinople မှာရှိတဲ့စသဖြင့်ပေါ့နော်သူရဲ့ meaning တွေသူရဲ့အကြောင်းတွေအကုန်လုံးကိုခုနကဒီ video file ကနေ references တွေယူပြီးတော့ဖြည့်ပေးသွားမှာပေါ့နော်ဆိုအဲ့ကနေပြီးတော့ကိုကဘာတွေထပ်ပြီးတော့လုပ်လို့ရမလဲဆိုလို့ရှိရင်တော့ဒီ audio overview ပေါ့နော် audio overview အနေနဲ့လည်းထပ်ပြီးတော့ရှင်းလို့ရမယ်audio overview နှိပ်လိုက်ပြီဆိုလို့ရှိရင်သူ့ရဲ့ဒီ audio file လေးထွက်လာမယ်ပေါ့ဒါအကြောင်းကိုရှင်းပြထားတဲ့ summarize လုပ်ပြီးတော့ရှင်းပြထားတဲ့ audio file ထွက်လာမယ် video overview ကိုကြည့်မယ်ဆိုရင်လည်း YouTube video ကြည့်နေရတယ်လို့မျိုးပဲဒါပေမဲ့ summarize လုပ်ပေးထားတဲ့ YouTube video ပေါ့နော်အဲ့ဒါမျိုးလေးထွက်လာမယ်ပြီးတော့ mind map ကတော့ဒီစာသင်တဲ့နေရာမှာပို့ပြီးတော့လွယ်ကူအောင်လို့ပေါ့နော်လုပ်ပေးနိုင်ဖို့အတွက်ဒီ mind map လေးတွေနဲ့လည်းလုပ်ပေးနိုင်တယ်သူက reports တွေလည်းထုတ်ပေးလို့ရတယ် study notes ထုတ်ချင်တာလားဒါမှမဟုတ်blog post တွေလုပ်ချင်တာလားစသဖြင့် report တွေလည်းထုတ်လို့ရတယ်လို့ flash cards တွေပေါ့နော်ဒါတော့ဒီစာသင်တဲ့နေရာမှာအရန်ကိုအသုံးဝင်နေဒီဥမာဘာအကြောင်းကိုမေးချင်တာလဲစသဖြင့်ပေါ့နော်အဲ့လိုမျိုးကြီးလုပ်လို့ရတယ်ပြီးတော့ quiz တွေရောအတူတူပဲ quiz တွေလည်းမေးလို့ရတယ်ပေါ့နော်ဒါကတော့နမူနာပြအောင်လို့ resource တစ်ခုပဲပေါ့နော်ဆိုရင်အရင်တုန်းကလုပ်ထားတဲ့ file တွေကိုတစ်ချက်သွားပြီးတော့ကြည့်အောင်ဒါဆိုလို့ရှိရင်ဟိုအရင်တုန်းကထည့်ထားတဲ့ဒီ Hagia Sophia file ပေါ့နော် sources တွေလည်းအများကြီးထည့်ထားတယ် sources တွေရော sources ကလည်းသူက add နဲ့ထပ်ပြီးတော့ထည့်သွားလို့ရတယ်ပေါ့နော် sources တွေလည်းအများကြီးထည့်ထားတယ်အများကြီးထည့်ထားပြီးရဲ့အခါမှာ mind map တွေလည်းအရှိမ create တွေအများကြီးလုပ်ထားခဲ့ပေါ့နော်ဆိုတော့တစ်ချက်အဲ့တုန်းက create လုပ်ထားတဲ့ဥစ္စာလေးတွေကိုကြည့်မယ်အဲ့ဒီမှာ quiz mind map တွေရှိရ mind map ကိုတစ်ချက်သွားလိုက်မယ်ပေါ့နော်အဲ့ဆိုရင်ဒီ Hagia Sophia building ရဲ့ historical ရဘလို့တွေ architecture တွေဘာတွေရှိတယ် interior arts တွေဘယ်လိုမျိုးလဲတခြား related information တွေဘာတွေလဲစသဖြင့်ပေါ့နော်ဒီလိုမျိုး visually နဲ့ကြတော့စာသင်ပြီးတော့ကို learning လုပ်တဲ့နေရာမှာလည်းပို့ပြီးတော့လွယ်ကူ learning လုပ်လို့ရတယ်စာပိုက်အရှိလိုက်ပြီးတော့ဖတ်တာထက်ပေါ့နော်ဆိုတော့ဒီကနေပြီးတော့ကိုရဲ့ကျောင်းသားတွေဆရာမတွေဆိုလို့ရှိရင်လည်းကျောင်းသားတွေကိုစာရှင်းတဲ့အခါမှာဒီလိုမျိုးလေးတွေ visually နဲ့ရှင်းလို့ရှိရင်ပို့ပြီးတော့လွယ်ကူနားလည်လွယ်တယ်ပေါ့နော်ဆိုတော့ဒီဟာတွေနေရာမှာသုံးလို့ရတယ်နောက်တစ်ခုကကျတော့ဘာတွေလုပ်လို့ရသေးလဲဆိုလို့ရှိရင်တော့ဒီအောက်မှာ flash cards တွေ quizzes တွေပေါ့နော် quiz ပဲထားပါတော့ကိုကကျောင်းသားတွေကိုစာရေးပါပြန်ပြီးတော့မေးချင်တယ်ဆိုလို့ရှိရင်ဒီမှာ question လေးတွေထွက်လာမယ်အဲဆိုရင်ကျောင်းသားအဖြေရွေးပေါ့နော်အဖြေရွေးပြီးသွားလို့ရှိရင်တော့အဲ့လိုမျိုးလုပ်ရတဲ့ဥစ္စာလေးနောက်တစ်ခုကကျတော့ flash cards တွေဆိုလို့ရှိရင်လည်းဒီမှာEnglish translation name ကဘာနာမည်လဲစသဖြင့် answer ကြည့်မယ်ဆိုရင် Holy Wisdom စသဖြင့်ပေါ့နော်ကိုကြိုက်တဲ့ကိုရဲ့ဒီ lecture file လေးတွေကိုထည့်ပြီးတော့ကိုလည်းလေ့လာလို့ရတယ်လို့မျိုးကျောင်းသားတွေကိုလည်းမေးလို့ရတဲ့ဟာမျိုးတွေလုပ်လို့ရတယ်နောက်တစ်ခုကြားလို့ရှိရင်တော့ဒီမှာ audio guide ပေါ့နော် audio လည်းနားထောင်ကြည့်အောင် Welcome back to the deep dive. Today we are focusing on just one single structure, but what a structure it is. We're talking about Hagia Sophia in Istanbul. So ဒါကဒီ audio book လိုမျိုးပေါ့နော်ကိုအားတဲ့အချိန်ဒီမှာနားထောင်လို့ရတယ်နောက်တစ်ခုကကြတော့ဒီမှာ video Okay video ကကြတော့လေဒီလိုမျိုး All right, let's dive in. This. It's 537 CE. The sound and declared Solomon. YouTube video လေးတစ်ခုကြည့်နေရတယ်လို့မျိုးဖြစ်အောင်လို့သူ video format လည်းဖန်တီးပေးမှာဖြစ်ပါတယ်ဆိုတော့ဒါကကျောင်းသားတွေဆရာမတွေအတွက်အရန်ကိုအသုံးဝင်တဲ့ tool ဖြစ်တဲ့အတွက်ကြောင့်မလို့စမ်းကြည့်ဖို့ recommended လုပ်ပေးလိုက်ပါတယ် TechMart မှာ ChatGPT, CapCut, Gemini, Canva, Zoom ပဲ digital product ကိုပဲဝယ် TMS ဆွဲ code လေးကိုသုံးပြီးတော့5 to 10% အထိ discount တွေရယူနိုင်တာမို့လို့ code လေးကိုသုံးပေးဖို့မမေ့နဲ့နော်